အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ The Reaction Page ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့အတွက်ပြောပြချင်တာကတော့လက်ပြန်ကန်ရဲ့ Champion ဒီပွဲစဉ်တွေအတွက်ကျွန်တော်တယောက်တည်းအမြင်ပေါ့နော်ဂိုးတွေဘယ်လိုထည့်သွားမှာဆိုတော့ကျွန်တော်ခံမှန်းမယ်ချိန်နေမဆွဲနေပဲနဲ့စလိုက်ကြအောင်ကျွန်တော်လက်ပြန်နေကကမ်မီပွဲကြီးတွေကကျွန်တော်ပြောချင်တာကတော့ဒီဟိုပါပေါ့ဘာစီလိုနာနဲ့ဖက်ဖက်အသင်းတို့ရဲ့ကျွန်တော်တို့ပွဲရလက်ဘယ်လိုဖြစ်မလဲဆိုတာကိုလည်းဖက်ဖက်အသင်းကနောက်ဆုံးပွဲတွေမှာဂိုးပြက်တီနေလေရှုံးလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မြင်ကတော့ဘာစီလိုနာကိုမနိုင်တော့ဘူးခင်ဗျ။နောက်ဘာစီလိုနာရဲ့ form ကလည်းလက်ရှိအချိန်တွေမှာအခုလာလီဂါမှာဆိုလဲအမတ်ပေးစရာရဲ့အဆင့်တစ်ကိုဒီရွေးမှတ်ချက်ကိုကြော်ပြီးတော့ဥဆောင်ထားတယ်။ပွဲတိုင်းမှာလည်းကိုတိုက်စစ်ပိုင်းကပြောကြမလို့တော့အောင်ကိုတွေကပွဲဆက်ပြီးတော့ရထားတယ်ပေါ့နော်။ဒီทีนี้ကြောင့်မို့ကျွန်တော်ကတော့ဒီဘာစီလိုနာနဲ့ဒီဖန်ဖတ်တင်တို့ရဲ့ပွဲမှာကျွန်တော်ဘာစီလိုနာကပဲ3-0 3-0 4-0လောက်နဲ့အနိုင်ရရှိသွားမယ်လို့ထင်ပါတယ် brother တို့ဘယ်လိုထင်ကြလဲကျွန်တော် comment မှာရေးပြီးပြောခဲ့ပြီးလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်